မနေ့ကအလုတ်ဆင်းပြီးနောက်မှာငါနဲ့ငါတငယ်ချင်းကအိမ်မပြန်ခင်အရန်ပူလို့စတိုးဆိုင်ရှိရာရေခဲမုတ်ကိုဝင်စားလိုက်တယ်အဲ့လောက်ရှိတဲ့ထိုင်စကားကြီးကိုဘယ်လိုမျိုးလွယ်လွယ်လေးတစ်ခါတည်းပြောမလဲပထမဆုံးဘာရင်ပြောမယ်ဆိုရင်မနေ့ကအလုတ်ဆင်းပြီးနောက်မနေ့ကကိုเมื่อวานမနေ့တုန်းကဒါအချိန်ဝင်ရင်ပြောလိုက်ပြီးရင်မနေ့တုန်းဘယ်တုန်းကလဲဆိုရင်အလုတ်ဆင်းပြီးနောက်အလုတ်ကိုငန်အလုတ်ဆင်းတာဆိုတော့လေငန်လေဆိုတာဖြတ်တာနားတာပေါ့အလုတ်နာအလုတ်ဆင်းသွားပြီလေငန်အလုတ်ဆင်းတယ်အဲ့ဒီအလုတ်ဆင်းပြီးတဲ့နောက်ဆိုတော့หลังလေငန်หลังဆိုတာပြီးနောက်ဆိုတော့หลังပြီးနောက်လေငန်အလုတ်ဆင်းပြီးနောက်หลังလေငန်အလုတ်ဆင်းပြီးနောက်ဘယ်တော့ကအလုတ်ဆင်းတာလဲเมื่อวานမနေ့တုန်းကအဲဆိုမနေ့ကအလုတ်ဆင်းပြီးနောက်ဆိုတော့เมื่อวานหลังလေငန်မနေ့ကအလုတ်ဆင်းပြီးနောက်ဒါကအချိန်ပြဖြစ်သွားပြီကဲဒါတစ်ဖြတ်ပြီးသွားပြီနောက်တစ်ခုငါဘယ်သူတွေသွားစားကြရလဲငါနဲ့တငယ်ချင်းငါဆိုတော့ฉันနဲ့ဆိုတော့กับတငယ်ချင်းเพื่อนတငယ်ချင်းเพื่อนฉันกับเพื่อนငါနဲ့တငယ်ချင်းကဘာသွားလုပ်တာလဲกินစားတယ်ไอติมဆိုတာ ice cream နော်ရေခဲမုတ် item လို့ခေါ်တယ်နော်အဲ့တော့กิน item ရေခဲမုတ်စားတယ်ရေခဲမုတ်ကိုတရားယူစားမို့လမ်းကြုံလို့ဝင်စားတာဆိုတော့ဝဲกิน item ရေခဲမုတ်ကိုဝင်စားတယ်ဘယ်မှာဝင်စားဘယ်နာရေခဲမုတ်ကိုလဲဆိုရင်နာရှိကร้านဆိုင်ဘာဆိုင်လဲร้านสะดวกซื้อဆိုတော့စတိုးဆိုင်ร้านสะดวกซื้อစတိုးဆိုင်ရဲ့အရှိကဆိုတော့နာร้านสะดวกซื้อစတိုးဆိုင်ရှိက item ရေခဲမုတ်ကိုဝဲကင်ဝင်စားတယ်เนาะဘယ်အချိန်မှာဝင်စားရလဲก่อนမတိုင်ခင်မှာဘာမတိုင်ခင်လဲဆိုရင်กลับบ้านအိမ်ပြန်တယ်กลับบ้านဆိုတာအိမ်ပြန်တယ်ဘာကြောင့်စားတာလဲเพราะဘာကြောင့်လဲဆိုတော့อากาศရာသီဥတုကร้อนมากအရန်ပူတယ်โอเคนะคะဒါဆိုရင်ကျွန်တော်တစ်ဖြတ်ချင်းစီလိုက်ပြောမယ်เมื่อหลังเลงานအလုတ်ဆင်းပြီးနောက်မနေ့ကအလုတ်ဆင်းပြီးနောက်ฉันกับเพื่อนงานနဲ့တငယ်ချင်းကဝဲကင် item ရေခဲမုတ်ဝင်စားတယ်နောက်ร้านสะดวกซื้อစတိုးဆိုင်ရှိကก่อนกลับบ้านအိမ်မပြန်ခင်မှာเพราะอากาศร้อนมากရာသီဥတုအရန်ပူလို့โอเคนะคะဒါဆိုဒါကိုတကြောင်လို့ပြောမယ်ဆိုလို့ကျွန်တော်ဒီမှာအချိန်ကိုထုတ်လိုက်တယ်ပြီးရင်အကြောင်းပြချက်ကိုနောက်ဆုံးမှပြောတယ်ဒါကွန်ဆိုတဲ့အချိန်ကတော့ရှယ်ကမတိုင်ခင်ဆိုတာကတော့သူ့ရဲ့အရှိမစားနောက်မှစားရဒါပေမဲ့ဒီမှာအချိန်တစ်ခုပါဖြစ်တဲ့ကြောင့်မလို့ဒီချိန်ကနောက်ကိုရောက်သွားတယ်နော်ဒါဆိုစပြန်ဆိုကြည့်မယ်เมื่อหลังเลิกงานฉันกับเพื่อนแวะกินไอติมหน้าร้านสะดวกซื้อก่อนกลับบ้านเพราะอากาศร้อนมากเปลี่ยนสูงไหมเนาะเมื่อหลังเลิกงานฉันกับเพื่อนแวะกินไอติมหน้าร้านสะดวกซื้อก่อนกลับบ้านเพราะอากาศร้อนมากนะคะโอเคဒီလိုမျိုးစာကြောင်းရှိอยู่ခဏလေ့ကျင့်မယ်ဆိုလို့ရှိရင်ထိုင်းစကားပြောတိုးတက်လာပါလိမ့်မယ်နောက်လည်းဒီလိုစာကြောင်းလေးလေ့ကျင့်အောင်လို့ page လေးကို follow like and share လုပ်ခဲ့ပေးပါအောင်ရှင်ขอบคุณมากนะครับ